အားလုံးပဲမင်္ဂလာပါရှင် Global Unichoice International နေပြီးတော့ကြိုဆိုလိုက်ပါရရှင်ဖူးပါအခုဆိုရင်တော့ဖူးက PIMM University ကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအတွက် scholarship ပတ်သိန်းတီရရှိနိုင်တဲ့အခွင့်အရေးတွေရှိနေတဲ့ဒီ business program တွေအကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖူတို့ဒီ IMBE major ပေါ့နော်ဒီ major ဆိုရင်တော့ international ကျောင်းသားတွေကြားမှာအရန်ကိုနာမည်ကြီးတဲ့ major တစ်ခုပဲဖြစ်ပါတယ် major ရဲ့အရှိကောက်ကတော့ international models of business entrepreneurship လို့ခေါ်ပြီးတော့ duration ကတော့3နှစ်ကြာပါတယ်ဖူတို့ဒီ3နှစ်ပြီးရင်တော့ bachelor degree ရမယ်ပေါ့နော်ဒီ major လေးကိုစိတ်ဝင်စားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကတော့12တန်းပြီးဆုံးထားရပါမယ်ပြီးကြရင်ဖူတို့ကြီးဒီ IGCSE ပြီးသားတဲ့ကျောင်းသားတွေလည်းရှောက်လို့ရပါတယ်ပြီးသွားရင်တော့ IELTS တော့ band 5ရှိရမယ်ပေါ့နော်တကယ်လို့ IELTS မဖြေထားဘူးဆိုရင်လည်း entrance test ဖြေဆိုခွင့်ရှိပါရဲ့ရှင်ပြီးကြရင် passport ရှိရပါမယ်နောက်ထပ်ဒီ IMBE major ကိုပဲ track တစ်ခုအခွဲရှိပါတယ်ဖတ်သွေးပေါ့နော်ဒီ track လေးရဆိုရင်ဘာလို့ခေါ်လဲဆိုရင် H&D track လို့ခေါ်ရပေါ့နော်ဒီ track ကဆိုရင်ဘယ်လိုမျိုးလဲဆိုရင်1.5 years ပေါ့နော်ကြာချိန်ကတော့တစ်နှစ်ခွဲတက်ရမယ်ဘယ်သူတွေအတွက်လဲဆိုရင်ဖူးတို့ဒီ H&D level 4-5ပြီးထားတဲ့သူတွေ NCC level 4-5ပြီးထားတဲ့သူတွေနဲ့မြန်မာနိုင်ငံရဲ့တက္ကသိုလ်တွေပါပဲဒုတိယနှစ်နဲ့တတိယနှစ်ပြီးထားပြီးတော့ထိုင်းဘက်ကို credit transfer နဲ့ကျောင်းသွားတက်ချင်တဲ့သူတွေအတွက်တည်တော်တဲ့ program စစ်တစ်ခုဖြစ်ပါရဲ့ရှင်ဒီ program ကဆိုရင်လည်းလိုအပ်ချက်တွေကတော့စောနာပြောသွားတဲ့ level 4-5တွေပြီးရမယ်ပြီးကြရင် IELTS ကလည်း band 5ရှိပြီးတော့ IELTS မဖြေထားဘူးဆိုရင်လည်းဖူးတို့ entrance ဖြေလို့ရရပေါ့နော်ပြီးကြရင်လည်း passport ရှိရပါမယ်ရှင်ဒီ IMBE major bachelor အတွက်ဖူးတို့ internship လည်းလုပ်လို့ရပါသေးရဲ့ပထမနှစ်ပြီးသွားတာနဲ့ဖူးတို့ဒီ7-11မှာ internship ဆင်းလို့ရပြီးတော့ဒုတိယနှစ်နဲ့တတိယနှစ်တွေပြီးရနဲ့ဖူးတို့ဒီနောက်ထပ် PIMM University နဲ့ချိတ်ထားတဲ့တခြား partner လုပ်ငန်းတွေမှာလည်း internship ဆင်းလို့ရပါရဲ့ရှင်နောက်ထပ်ဒီ bachelor ပြီးထားတဲ့သူတွေအတွက်လည်း master program ဆေးရှိပါသေးရဲ့ IMBA လို့ခေါ်တဲ့ International Master of Business Administration major ဖြစ်ပြီးတော့ကြာချိန်လေးကတော့တစ်နှစ်ခွဲရနဲ့2နှစ်ထိကြာပါတယ်ရှင်ဒီတန်းလေးကတော့ master သမားတွေအတွက် weekend စတန်းလေးဖြစ်ပြီးတော့ဖူးတို့ဒီတောက်ချနေတိုင်းတော့ industrial basis သွားရပါတယ်ပြီးသွားရင်ဒီတန်းလေးရဲ့လိုအပ်ချက်တွေကတော့ bachelor degree တစ်ခုခုရှိထားရပါမယ်။ပြီးကြရင် IELTS ကလည်း 5.5 ရှိရပါမယ်။ IELTS မရှိဘူးဆိုရင်လည်းနောက်ထပ် entrance test ဖြေရမယ်ပေါ့နော်။ passport ရှိထားပြီးတော့ပူတို့ဒီ internship အနေနဲ့ကလည်း PIM နဲ့ချိတ်ဆက်ထားတဲ့ဘယ်လုပ်ငန်းမဆိုဘယ် partner လုပ်ငန်းမဆိုအလုပ်လုပ်လို့ရပါတယ်။ဟုတ်ပြောပြပေးသွားမယ်နောက်ဆုံး programs ကတော့ကျောင်းသားကျောင်းသူတွေကြားထဲမှာအရန်ကိုနာမည်ကြီးပဲ programs တစ်ခုပဲဖြစ်ပါတယ်ဒါကတော့ fast track လို့ခေါ်ပြီးတော့ IMBE နဲ့ IMBA နှစ်ခုပေါင်းထားတဲ့ programs လေးပဲဖြစ်ပါတယ်ပူလို့ပုံမှန်ဆိုရင် IMBE ကို bachelor degree မှာဆိုရင်3နှစ်တက်ရတယ်ပေါ့နော် IMBA master မှာဆိုရင်တော့တစ်နှစ်ခွဲရနဲ့2နှစ်ထိကြာတက်ပြီးတော့အချိန်အများကြီးပေးရပါတယ်အခု program မှာဆိုရင်တော့ bachelor ရော master ရောကို4နှစ်တဲ့အချိန်ပေးရုံနဲ့ degree နှစ်ခုလုံးရမယ့်အခွင့်အရေးကိုရရှိမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဖူးတို့ IMBE လို့ခေါ်တဲ့ bachelor degree ကိုတက်ရမယ်ပြီးရင် IMBE လို့ခေါ်တဲ့ master degree ကိုတန်းပြီးတက်နိုင်ပြီးတော့4နှစ်အတွင်း bachelor ရော master ရောပွဲနှစ်ခုလုံးကိုရရှိမှာဖြစ်ပါတယ် internship အနေနဲ့ကလည်းနှစ်တိုင်းမှာ internship ဆင်းလို့ရပြီးတော့နောက်ဒုတိယနှစ်တတိယနှစ်တက်ရတဲ့အချိန်ကြီးကြာရင်လည်းဒီ PIM နဲ့ချိတ်ဆက်ထားတဲ့ partnership လုပ်ငန်းတွေမှာလည်း internship ဆင်းရမယ့်အခွင့်အရေးလည်းရအောင်ပါနော် scholarship ဆိုရင်လည်းဒုတိယနှစ်တတိယနှစ်ဒီနှစ်တိုင်း scholarship လျှောက်ခွင့်ရှိပြီးတော့ပူတို့ဒီ opportunities တွေအများကြီးရနိုင်တဲ့ program တစ်ခုပဲဖြစ်ပါတယ်အချိန်တိုအတွင်းလည်းပွဲနှစ်ခုထိရနိုင်တာမို့လို့ကျောင်းသားကျောင်းသူတွေကြားမှာဒီ track လေးရဆိုရင်အများကိုနာမည်ကြီးနေပါရဲ့ရှင်